ဒီနေ့တော့ဗချက်စားမှမသိတာနဲ့ငါပဲခင်စားလိုက်ပါတော့တယ်ကယ်လိုရီနည်းနည်းနဲ့တစ်နေ့စားရတာပေါ့ရှင်ကဲငါကအဆင်သင့်ဖြစ်ပြီဆိုတော့စပြီးကင်မာတော့မယ်ငါကိုစနွဲနဲ့စနည်းနည်းလေးထည့်ပြီးနေထားတာပါငရောသည့်အနှေးဆိုးစလုပ်ပြီးသွေးစားမိဆိုရင်မမမထည့်ပေးခင်လေးကောင်းပါတယ်ရှင်ဘိုက်ကလေးစားအမြန်ကလိုနေတာနဲ့ဗီဒီယိုရိုက်တာတဝက်ပဲပါပါတော့တယ်ရှင်ဒါကဆိုးစလုပ်မှာပါငါကနေတော့ငါနဲ့တွေ့စားဖို့ဒန်ဒလန်ရေးဟန်ရှိုချက်လိုက်ပါဦးမယ်ရေနွေးဆူလာရင်ငါတကောင်ထည့်လိုက်ပါမယ်အရေးတော့ကြိုရင်ငါဖြစ်ဖြစ်အသားဖြစ်ဖြစ်တစ်ခုခုထည့်မှာပိုစားလို့ကောင်းပါတယ်ရှင်ဒါကနောက်ဆုံးအတော့ကန်တာပါငါကန်လို့ပြီးတော့ပါပြီငါနုလာရင်သူ့ကိုဆေးထောက်ထားလိုက်ပါမယ်စားထည့်လိုက်ပါတယ်ရှုံးမှုနည်းနည်းလေးထည့်ပါမယ်ငပိနည်းနည်းလေးထည့်လိုက်ပါတယ်ငပိကြည့်အောင်ချက်ထားတော့ငါအယိုးနှွာပါမယ်ငပြာရည်လေးထည့်လိုက်တာပါငါအသားနှွာပြီးတော့ပြီဆိုတော့ထည့်လိုက်ပါမယ်အရသာကွက်တိကြပြီဆိုတော့ကျစ်သွန်ဖြူနဲ့ငရုတ်ပေါင်းထွားထားတာကိုထည့်ပါတယ်ဒန်ဒလန်ရေးထည့်ပါတော့မယ်အကုန်လုံးကျစ်ပြီးအစင်သင့်ဖြစ်ပြီဆိုတော့စားလိုက်ပါအောင်မယ်ခုကြည့်နေတဲ့လူတွေအကုန်လုံးကိုကြွေးပါတယ်ရှင်သူ့ရဲ့ဗီဒီယိုကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အလုံးလေးကျမ်းမာချမ်းသာကြပါစေကျမ်းမာပျော်ရွှင်ကြပါစေရှင်